Dạ. Ở thôi. Dạ ơi. Điều làဟုတ်တယ်လုပ်ပေးမယ်အကုန်လုပ်ပေးမယ်ဆေးတွေပါလေကူးပေးမယ်ကျဲသူလည်းမြင်လာမယ်ခက်မြင်လေးလာမယ်နားနေရေးပြတော့မှာမကဲတော့ပေါ်မှာလည်းဝေးဒါတဲ့ကောင်ကောင်းတူကတော့喂，哪个你瞧不看？喂，咱们把这都安排好了。哎，把这里拿不过去。Amen.
မှုချုပ်ရဲ့ကိုရေးအချင်းလေးကိုပြောပြပါအောင် ကျွန်တော်ကတော့ပြန်နှံဝင်မဲ့ကြီး2938ဘုံချုပ်ကျော်တန်းဖြစ်ပါတယ်လို့တင်ဖို့ကိုလောင်းတင်တဲ့အမှတ်စဉ်21တင်တန်းစဉ်ဖြစ်ပါတယ်နောက်ပိုင်းတိုင်းစစ်တာနာချုပ်ကို2020ခုနှစ်မှာတိုင်းဦးစီးချုပ်ဖြစ်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ပါတယ် ဘုံမှုချုပ်ကအခုဘယ်နေရာကိုရောက်ရှိနေတာလဲပြီးတော့ဘာကြောင့်ရောက်ရှိနေတာလဲ ကျွန်တော်ကတော့အာရခတပ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိနေပါတယ်အာရခတပ်တော်ကနောက်ပိုင်းတိုင်းစစ်တာနာချုပ်ကိုတိုက်ခိုက်စဉ်2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့နေ့လယ်7:00နာရီချိန်ကမှာအာရခတပ်တော်ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ် အခုဆိုလို့ရှိရင်ရခိုင်ပြည်ရဲ့အဓိကမြို့ကြီးစစ်ခွနမြို့ထေကမှစစ်လက်မြို့နီးပါးကိုအာရခတက်တော်ကတင်ပိုက်ထားပြီဖြစ်တယ်ပေါ့နော်ကျန်တာကစစ်တွေကြောက်ဖြူမဲအောင်ဒီ၃မြို့ပဲကျန်တော့တယ်ဆိုတော့ဒီမြို့မှာရှိတဲ့ဘုံမှုချုပ်တို့ရဲ့လုံဖို့ကင်ဖက်တမ်မူစစ်တီတွေကိုဘာတွေပြောချင်လဲဘာတွေပြောစရာရှိလဲ လို့ဘောကံပဲတမှုစစ်တီတွေကိုတော့ရခိုင်ပြည်ရဲ့ပထဝီဝင်နေထားရစစ်ကူတွေအလွယ်တကူရောက်ရှိဖို့ခက်ခဲတယ်ဆိုတာကိုတိုက်ပွဲစဉ်တွေကနေမှသိရှိပြီးဖြစ်ပါတယ်မင်းတို့တွေအနေနဲ့ကောင်းဆောင်မှုမပြီးသားသူတွေရဲ့အောက်မှာအသေးခံပြီးတာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့အာရခတပ်တော်နဲ့အမြန်ဆက်သွယ်ပြီးတော့လက်နက်ချလင်းဝင်ကြပါတိုက်ပွဲတွေမှာလည်းပဲအမြန်ဆုံးအလံဖြူထောင်ပြီးတော့လက်နက်ချကြပါအာရခတပ်တော်အနေနဲ့လက်လွတ်စပယ်မလုပ်ပါဘူးဥပဒေနဲ့အညီပဲဆက်ဆံပါတယ်အာရခတပ်တော်ကဖမ်းဆီးရမိတဲ့သုံးပန်းတွေကိုသုံးပန်းဥပဒေတိုင်းထိမ့်သိမ်းထားရှိပါတယ်သူတို့တွေစီမှာရှိတဲ့ရိတ်ခါစေဝါတွေနဲ့အစမ်းကုန်ပြုစုထိမ့်သိမ်းစောင့်ရှောက်ပေးပါတယ်ဒါကြောင့်အာရခတပ်တော်နဲ့ဆက်သွယ်ပြီးအမြန်ဆုံးလက်နက်ချလင်းဝင်ကြပါအဲ့ဒါဆိုရင်မင်းတို့တွေရဲ့အသက်ချမ်းသာရမှာဖြစ်ပါတယ် ဘာကြောင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခကြာဆုံးသွားရတာလဲဘာကြောင့်ဘုံမှုချုပ်ကလက်ရအဖမ်းခံခဲ့ရတာလဲဆိုတာကိုအမှန်တိုင်းသုံးသပ်ပေးပါအောင် နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြာဆုံးရတဲ့တွေကစစ်ကူစစ်ကြောင်းတွေချိန်မီရောက်ရှိလာခြင်းမရှိခြင်းနဲ့အတူရောက်ရှိလာတဲ့စစ်ကူစစ်ကြောင်းအချို့ကလည်းပဲအာရခတပ်တော်ရဲ့ဝိုင်းပတ်ချေမှုန်းခြင်းကိုခံခဲ့ရပါတယ်နောက်ဆုံးကြံရှိတဲ့နောက်ပိုင်းစစ်ဌာနချုပ်ရဲ့ရုံးကိုအာရခတပ်တော်က၄ဘက်၄တန်ဝိုင်းပတ်ထိန်းချုပ်တိုက်ခိုက်ခံရတဲ့အချိန်မှာကျွန်တော်တို့တွေဟာရိတ်ခါစေဝါခဲယမ်းရေပြတ်တော့လုံလောက်မှုမရှိတော့ဘဲနဲ့ခုခံကာကွယ်ခဲ့ရပါတယ်ယာယီစစ်တီများကလည်းပဲထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပါတယ်တောက်ဆရာရေမရှိတော့တဲ့အထိအစွမ်းကိုမိမိတို့ကခုခံကာကွယ်ခဲ့ရပါတယ်တိုးတော်လည်းပဲအာရခတပ်တော်ရဲ့တိုက်ခိုက်မှုပုံစံတွေနဲ့တိုက်စွမ်းရည်တွေကြောင့်နောက်ပိုင်းစစ်ဌာနချုပ်ကြာဆုံးခဲ့ရပြီးကျွန်တော်တို့တွေဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ် ဘုံမှုချုပ်အနေနဲ့နေပြည်တော်နဲ့မိသားစုကိုပါရှင်တဲ့သတင်းစကားရှိပါသလားရှိရင်ပြောပြပါအောင် ဒီပြောမှာရှိတဲ့ဗိုလ်ချုပ်မှုကြီးအပါဝင်ခေါင်းဆောင်တွေအနေနဲ့တမတော်ကလက်အောက်ငယ်သားတွေရဲ့အသက်တွေဘဝတွေကိုငဲ့ညာသောအားဖြင့်ရခိုင်ပြည်နယ်မှာစစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါပြည်သူလူထုကိုဘုံကျဲနေတာတွေအကြမ်းဖက်တာတွေရပ်တန့်ပေးပါဆက်လက်လှုပ်ဆောင်မယ်ဆိုရင်အမိသားစုတွေနဲ့ပြည်သူတွေရဲ့အမုန်းတရားတွေနာကျင်မှုတွေကိုပဲမျိုးဆက်လိုက်ရရှိခံစားရလိမ့်မယ်ဆိုတာကိုသိစေချင်ပါတယ်မိသားစုအနေနဲ့ကျွန်တော်ဟာအာရခတပ်တော်ရဲ့ထိမ့်သိမ်းမှုအောက်မှာကြမ်းကြမ်းမာမာနဲ့ရှိနေပြီးစိတ်မပူဘူးပြောကြလိုပါတယ်ကျွန်တော်ပြောချင်တာလောက်ပါပဲ